သတင်းထူးပါပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နဲ့အစ္စရေးတို့ကြားလုံးဝပြီးပြေဆုံးတဲ့အပြစ်ခတ်ရစဲရေးကိုကြေညာခဲ့ပါတယ်။ဒါဟာသူတို့ရဲ့12ရက်ကြာပဋိပက္ခကိုအဆုံးသတ်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။အပြစ်ခတ်ရစဲရေးဟာအင်္ဂါနေ့ GMT စံတော်ချိန်မနက်4နာရီလောက်ကစတင်ခဲ့ပြီးအီရန်ကအရင်ဆုံးစစ်စင်ရေးတွေရပ်တန့်ခဲ့က12နာရီကြာမှအစ္စရေးကဆက်လက်ရစဲခဲ့ပါတယ်။ဒီကြေညာချက်ဟာအီရန်မှာလူ400ကျော်အစ္စရေးမှာလူ24ဦးထိသေဆုံးခဲ့ရတဲ့ရက်သက်တစ်ပတ်ကျော်ကြာတိုက်ခိုက်မှုနောက်ပိုင်းထွက်ပေါ်လာတာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုကအီရန်နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်မှုတွေနဲ့ပြိပခါတွေပါဝင်ခဲ့ပြီးနောက်အီရန်ကကာတာမှာရှိတဲ့အမေရိကန်စခန်းတစ်ခုကိုဒုံးကျည်နဲ့လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုထရန့်ကအလွန်အားနည်းတယ်လို့ဆိုပါတယ်။ထရန့်ကစစ်ပွဲဟာတရားဝင်ပြီးဆုံးပြီလို့ကြေညာခဲ့ပေမဲ့အီရန်ဒါမှမဟုတ်အစ္စရေးဘက်ကတော့တရားဝင်အတည်ပြုချက်မရှိသေးပါဘူး။တီဟီရန်မှာတော့တညလုံးကျဲလောင်တဲ့ပောက်ကွဲတံတွေကြားနေရဆဲဖြစ်ပါတယ်။ကမ္ဘာခေါင်းဆောင်တွေကတော့အခြေအနေပုံမဆိုးရွားလာမှာကိုစိုးရိမ်တကြီးစောင့်ကြည့်နေကြပြီးဒီအပြစ်ခတ်ရစဲရေးဟာအရှိအလဲပိုင်းမှာဖြစ်ပွားနေတဲ့ကြမ်းဖက်မှုတန်တရားကိုအမှန်တကယ်အဆုံးသတ်နိုင်လိမ့်မယ်လို့မျှော်လင့်နေကြပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်ယူဆပါသလဲ။